တော်ထဲမှာလမ်းလျှောက်သွားရင်လမ်းမနေတဲ့တတော်မူလေးတယောက်မောင်းပိုင်ကတပင်နေကြားထဲမှာဖြော့တော့အလင်းရောင်လေးတစ်ခုလှမ်းမြင်လိုက်ရပါတယ်ဗျ။ဒါဘာအလင်းရောင်လဲဆိုပြီးတော့တူစဉ်းစားနေတော့မိရင်လေးတစ်ခုကင်ထားတဲ့မိမ့်မလာလေးတယောက်ထွက်ပေါ်လာပြီးတော့သူ့ကိုလက်ပြနှုတ်ဆက်လိုက်ပါတယ်။အဲ့ဒီမိမ့်မလာလေးကတော့အရန်ကိုမှချောမောလှပပြီးလုံးဝတိတ်ဆိတ်ငြိမ်သက်နေတဲ့တောထဲမှာကြောက်စရာကောင်းလောက်အောင်တယောက်တည်းရက်နေခဲ့တာကိုတွေးလိုက်ရပါတယ်။မောင်ပိုင်လည်းအကူအညီတောင်းဖို့သူ့ဘက်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကိုဘလို့ရောက်လာတာလဲညီမလေးလို့ထပ်ပြီးတော့မေးလိုက်ပါတယ်ဗျ။ကျမဒီမှာနေတာကြာပါပြီရှင်။လမ်းပြောင်းနေတဲ့ခီးသွားတွေကိုကူညီပေးဖို့ကျမမိသားစုကဒီမှာထားခဲ့တာပါလို့သူမဘက်ကတင်းငိမ်တဲ့အတန်နဲ့ပြန်ဖြေလိုက်ပါတယ်။ရုတ်တရက်မှာပဲခြံပဲ့ဟာမူးလဲသွားခဲ့ပါတယ်ဗျ။ခြံပဲ့သတိပြန်လဲလာပြီးတော့မောင်ပိုင်ကိုပြုံးပြလိုက်ပါတယ်။သူ့မျက်လုံးတွေကအရန်ကိုမှမှော်ဆန်တဲ့အစွမ်းရှိတယ်လို့မောင်ပိုင်ရဲ့စိတ်ကိုဆွဲဆောင်နေပါတယ်။မောင်ပိုင်လည်းခြံပဲ့ရဲ့အလှပမှာမျောပါသွားပြီးတော့သူ့ကိုသူ့အိမ်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာခင်မိုးနဲ့ဇနီးမယားလို့အတူတူနေထိုင်ကြပါတယ်။မောင်ပိုင်ဟာခြံပဲ့ကိုအရန်ချစ်ပြီးတော့အမြဲပြုံးနေခဲ့ပါတယ်။ခြံပဲ့ကလည်းသူ့ကိုအရန်ကြီးစိုက်တယ်။မောင်ပိုင်လည်းအလုပ်ကပြန်လာတိုင်းခြံပဲ့ကသူ့အတွက်အစားတောက်တွေပြင်ဆင်ပေးပြီးတော့သူ့ကိုကြိုဆိုနေခဲ့ပါတယ်။တယောက်နဲ့တယောက်လည်းဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။တနေ့မှာတော့မောင်ပိုင်ဟာသူ့ရဲ့တငယ်ချင်းတွေနဲ့အတူအမဲလိုက်ဖို့သွားမယ်လို့ခြံပဲ့ကိုပြောလိုက်ပါတယ်။ခြံပဲ့ကလည်းပြုံးပြပြီးတော့သူ့ကိုဂယုစိုက်ဖို့ပြောလိုက်ပါတယ်။မောင်ပိုင်ထွက်သွားပြီးခဏအကြာမှာတော့သူ့တငယ်ချင်းတွေရောက်လာပြီးခဏနားယူဖို့မောင်ပိုင်အိမ်ရှိမှထိုင်နေကြပါတယ်။ခြံပဲ့ကသူတို့အတွက်ရေခွက်တစ်ခွက်စီယူလာပေးလိုက်ပါတယ်။အဲ့ဒီထဲမှာတယောက်ဖြစ်တဲ့မောင်ဇော်ဟာခြံပဲ့ကိုမြင်ပြီးအရန်ထိတ်လန့်သွားကကြောက်လန့်တကြားအော်ပြစ်လိုက်ပါတယ်။မောင်ဇော်မင်းဘာဖြစ်တာလဲ။တရေမြင်သွားတာလားလို့တငယ်ချင်းတွေကလည်းသူ့ကိုမေးကြပါတယ်။မောင်ဇော်ကတော့ခြံပဲ့ကိုစိုက်ကြည့်နေပြီးဘာမှမပြောဘဲတုံရင်နေပါတော့တယ်။ခြံပဲ့ကလည်းခဏလောက်ကြည့်ပြီးတော့အထဲကိုပြန်ဝင်သွားလိုက်ပါတယ်။သူတို့တောထဲကိုလိုက်သွားရင်းနဲ့မောင်ဇော်ကမောင်ပိုင်ကိုမောင်ပိုင်မင်းကဒီမိမကိုဘယ်မှာတွေ့ခဲ့တာလဲလို့မေးလိုက်ပါတယ်။အဲ့လေဒီတောထဲမှာပဲတွေ့တာကွာ။သူ့မိဘတွေကသူ့ကိုဒီမှာထားခဲ့တာ။ငါသူ့ကိုပထမဆုံးမြင်တွေ့လိုက်ရတဲ့အချိန်ကလေးကအရန်ကိုချစ်မိသွားတာလို့မောင်ပိုင်ကလည်းပြန်ပြီးတော့ဖြေလိုက်ပါတယ်။မောင်စောလည်းမောင်ပိုင်ရဲ့စကားကိုကြားပြီးကြောက်လန့်တကြားနဲ့တုန်လှုပ်သွားခဲ့ရပါတယ်။မင်းရဲ့အပြောဆိုတွေကဘာလို့ဒီလိုမျိုးဖြစ်နေရတာလဲလို့တငယ်ချင်းတွေကလည်းမောင်စောကိုထပ်မေးလိုက်ပြန်တယ်။မောင်စောကလည်းသူ့တငယ်ချင်းတွေရဲ့မေးခွန်းတွေကိုဘာမှမဖြေဘဲနဲ့အတိတ်ကအဖြစ်အပျက်တစ်ခုကိုပြန်လည်အမှတ်ရကြည့်နေပါတယ်။ဒီနေ့တုန်းကသူနဲ့သူ့တငယ်ချင်းတွေဟာတောထဲမှာအမဲလိုက်နေတော့ခြံပဲ့ကိုမြင်တွေ့ခဲ့ကြပါတယ်။အဲ့ဒီချိန်မှာခြံပဲ့ဟာရွှေပန်းပင်ကိုခူးဆွတ်နေခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းတွေကခြံပဲ့စီကိုပြေးသွားပြီးတော့စကားပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတဲအိမ်လေးတစ်ခုမှာအတူတူနေခဲ့ကြပါတယ်။မကြာခင်မှာပဲမောင်စောရဲ့တငယ်ချင်းတွေဟာသွေးတွေအားလုံးဆုံးရှုံးသွားပြီးတိတ်ဆုံးသွားခဲ့ရပါတယ်။ခြံပဲ့ကစားတောက်ပြီးသွားတော့မှမောင်စောဟာအရင်ကအဖြစ်ပြက်တွေကိုသတိရပြီးတော့ကြောင်ရွံ့တုန်လှုပ်နေခဲ့ပါတယ်။ငါပြန်တော့မယ်။ငါဒီနေ့ကံမကောင်းမှုထင်တယ်လို့ပြောပြီးတော့တငယ်ချင်းတွေကိုထားခဲ့ကတောထဲကနေပြန်ထွက်လာခဲ့လိုက်ပါတယ်။မောင်ပိုင်နဲ့မောင်တော်ကသူ့ကိုမတားဆီးခဲ့ကြပါဘူး။မောင်စောကလည်းအိမ်ကိုတန်းမပြန်တော့ပဲမော်ပညာနဲ့အစမ်းထွက်တဲ့ဆရာကြီးဦးထွန်းစီကိုတွားခဲ့ပါတယ်။ဆရာကြီးရေကျွန်တော်ကိုကူညီပေးပါအောင်ဗျာ။မောင်ပိုင်ရဲ့မိန်းမကလူသားတယောက်မဟုတ်ဘူးကျွန်တော်တငယ်ချင်းကိုလည်းတက်ပြီးတော့စားခဲ့တယ်မောင်ပိုင်လည်းအသက်ခံရမှာကိုကျွန်တော်စိုးရိမ်နေလို့မောင်စော်ကပြောလိုက်ပါတယ်ဇေယျကြီးဦးထွန်းကလည်းတမာရီနဲ့ကြည်လိုက်တော့ခြံပဲ့ဟာတကယ်ကိုတောဆုံးမှဖြစ်နေတာကိုသိလိုက်ရပါတယ်လူမရဲ့လှပတဲ့ရုပ်ရည်ဟာအယောင်ဆောင်ထားတာဖြစ်ပြီးတော့အစစ်အမှန်ကတော့ကြောက်စရာကောင်းတဲ့အဖွားကိုတယောက်ပဲဖြစ်နေပါတယ်မော်ဇေယျကြီးရဲ့နမိတ်ပုံထဲမှာခြံပဲ့ဟာလူသားတွေကိုပိုင်ဆိုင်ဖို့အတွက်လှည့်စားပြီးတော့သူ့ရဲ့ရွှေပန်းပင်ကိုသုံးကာသူတို့ကိုဆွဲလန်းအောင်လုပ်ခဲ့တယ်ဆိုတာကိုမြင်လိုက်ရပါတယ်ဗျဆရာကြီးဦးထွန်းကမောင်စော်နဲ့ပူးပေါင်းပြီးတော့ခြံပဲ့ကိုဖယ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်
လာပညာတညမှာတော့မောင်ပိုင်ဟာခြံပဲ့နဲ့အတူအိမ်မှာအိပ်ပျော်နေခဲ့ပါတယ်ဆရာကြီးဦးထွန်းနဲ့မောင်စောဟာမောင်ပိုင်တို့အိမ်ကိုတိတ်တိတ်လေးရောက်လာခဲ့ကြပါတယ်ဆရာကြီးကလည်းမြေပြင်ပေါ်မှာမော်စဝိုင်းလေးတစ်ခုဆွဲပြီးတော့သူတို့နှစ်ယောက်ကိုအဲ့ဒီထဲမှာနေခိုင်းလိုက်ပါတယ်ဒီအထဲမှာလုံခြုံရဲ့လားဗျာအဲ့ဒီဆုံးမကလွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်ဘူးလို့မောင်စောကနေမိလိုက်ပါတယ်ဆုံးမပဲဖြစ်ဖြစ်တရေမှာပဲဖြစ်ဖြစ်ငါးလက်အောက်ကိုရောက်လာရင်တော့အားလုံးကိုနှိမ်နှင်းနိုင်တယ်ဒီဆုံးမကိုအမြင့်ဖြတ်ပြရမယ်ဆိုပြီးတော့ဆရာကြီးကနေဂုံယူစွာနဲ့ပြောလိုက်ပါတယ်ဆရာကြီးဟာမော်ဆာလုံးတွေကိုရွတ်ဆိုနေတော့တဲ့အိမ်လေးတစ်ခုတုံလုံးလာပြီးတော့အမျိုးသမီးတစ်ယောက်ရဲ့အော်ဟစ်တန်ကလေထဲမှာတိတ်တင်ထက်သွားပါတယ်မင်းတို့ငါကိစ္စကိုဘာလို့ဝင်ပါရတာလဲလို့ဆုံးမကဒေါရတကြီးနဲ့အော်ဟစ်လိုက်ပါတယ်ဗျဆုံးမကသူ့ကိုနှောက်ယှက်တဲ့သူတွေလုံးဝမကြည်နပ်ခဲ့ပါဘူးငါလမ်းကိုလာပိတ်နေတဲ့သူမှန်သမျှခွင့်လို့မှမဟုတ်ဘူးဆိုပြီးတော့သူမအော်ဟစ်လိုက်ပါတယ်မောင်စောကလည်းကြောက်လန့်တကြားနဲ့ဆရာကြီးဒီဆုံးမကဒီကိုရောက်လာတော့မယ်မြင်မြန်လုပ်ပါတော့ဗျာလို့ပြောလိုက်ပါတယ်ဗဇက်ပိတ်စားစမ်းကွာငါအာယုံစိုက်လို့မရဘူးဆိုပြီးတော့ဆရာကြီးကလည်းဒေါရတကြီးနဲ့ပြန်អော်လိုက်ပါတယ်ဆရာကြီးဦးထွန်းကလည်းမော်စကားတွေကိုရွတ်ဆိုပြီးတော့ဒေါင်းတကောင်ခေါ်လိုက်ပါတယ်ဒေါင်းကြီးကလည်းအချိန်မဆိုင်ပဲခြံပဲ့ရဲ့ခေါင်းပေါ်မှာပြန်ဝဲနေပြီးသူမကိုထိုးဆွခဲ့ပါတယ်ခြံပဲ့ကလည်းကြောက်တုံးကြီးတွေကိုအစွမ်းအနေနဲ့ခေါ်ယူလိုက်ပြီးတော့ဒေါင်းကြီးကိုပြစ်ပေါက်လိုက်တဲ့အခါမှာတော့ဒေါင်းကြီးဟာကြောက်တုံးတွေအောက်မှာပဲပြိပြီးတော့ပျက်စီးသွားခဲ့ရပါတယ်ဗျ။အံပဲ့ကတော့ဆရာကြီးဦးထွန်းနဲ့မောင်စောကိုချက်ချင်းရှင်းပစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူမချွန်ထက်တဲ့တစ်ကိုင်းလေးတစ်ခုကိုယူပြီးဆရာကြီးဦးထွန်းစီကိုပြစ်ပေါက်လိုက်တော့ဆရာကြီးဦးထွန်းကလည်းမြေပြင်ပေါ်လဲကျပြီးတော့တန်ကနဲ့အသက်ထွက်သွားခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲမောင်စောကအခွင့်ကောင်းယူပြီးတော့မှော်ဆန်တဲ့မောင်ပိုင်ကိုတွားနှိုးဖို့ကြိုးစားခဲ့တယ်။မောင်ပိုင်ထပါတော့ကွာဟေ့အောင်ထအောင်ငါတို့အားလုံးတေကုန်တော့မဲမောင်ပိုင်ရေးဆိုပြီးတော့မောင်ပိုင်ရဲ့ခန္ဓာကိုလှုပ်ခါပြီးတော့နှိုးဖို့ကြိုးစားခဲ့ပါတယ်။မောင်ပိုင်ကတော့မလုံမရှက်နဲ့အိပ်ပျော်နေစေဖြစ်နေခဲ့ပါတယ်။မောင်စောကမောင်ပိုင်ဘောင်းအောင်အောက်ကရွှေပန်းပင်ကိုတွေးလိုက်ရပါတယ်။ဒါကြောင့်အဲ့ဒီအပင်ကိုအမြန်ဆွဲနှုတ်လိုက်ပြီးတော့ခြေထောက်နဲ့နင်းချေပစ်လိုက်ပါတယ်။ဟေးကောင်မောင်စောမင်းကငါ့ကိုဘာလို့အမြဲတမ်းနှောက်ယှက်နေငါရဲ့ဘယ်ယောက်ျားကိုပဲဖြစ်ဖြစ်မင်းကအမြဲဝင်ပါနေတော့တယ်ဆိုပြီးတော့ဆုံးမချမ်းပဲ့ဟာဒေါရတကြီးနဲ့မေးလိုက်ပါတယ်။သင်ပြောနေတဲ့ယောက်ျားတွေကငါတငယ်ချင်းတွေကြီးပဲလေလူသားတွေကိုဒီလောက်ထိအပြစ်လုပ်နေတာတော်သင့်ပြီပြီးတော့မောင်စောကပြန်ပြောလိုက်ပါတယ်။ချမ်းပဲကဒေါရအလျောက်မောင်စောရဲ့အသက်ကိုလည်းချက်ချင်းရက်တန့်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာဓာတ်တစ်ချောင်းကိုဆွဲကင်ပြီးတော့သူမရဲ့ဆုံးမအစစ်ရုပ်ကိုပေါ်ထုတ်ပြလိုက်ပါတယ်။သူမဟာသပင်တွေရှုပ်ထွေးနေတဲ့အဖွားအိုကြီးတယောက်မျိုးလုံးတွေကဖြူနေပြီးတော့အယုတ်ဆိုးအကြီးတန်းနေခဲ့ပါတယ်။မောင်စောကအိမ်နေရန်လေးကိုမှီပြီးကြောက်လန့်တကြားနဲ့နောက်ဆုတ်လိုက်တယ်။သူဟာတနက်နဲ့အဖွားအိုကိုပြစ်လိုက်ပြီးမဲ့လဲတနက်ကြည်စံတွေဟာသူမကိုလုံးဝမထိခိုက်နိုင်ခဲ့ပါဘူးဗျ။အပဲကမောင်စောကိုချီးကပ်လာပြီးတော့သူ့ကိုထိုးဖို့လက်ကိုမြောက်လိုက်တယ်။အဲ့ဒီချိန်မှာပဲချမ်းပဲ့မင်းရက်လိုက်တော့ငါအားလုံးကိုမြင်ပြီးကြားနေရဒီထက်ပိုပြီးအပြစ်မလုပ်ပါနဲ့တော့ကွာ။မောင်ပိုင်ကအိယာဘဝကနေအော်ဟစ်လိုက်ပါတယ်။ချမ်းပဲ့ဟာလှပတဲ့မိန်းကလေးအဖြစ်ချက်ချင်းဆိုသလိုပြောင်းသွားခဲ့ပြီးတော့မောင်ပိုင်ကိုမျက်ရည်တွေနဲ့ကြည့်လိုက်ကျမကကို့ကိုအချစ်စစ်နဲ့ချစ်တာပါကျမကိုနားလည်ပေးစီခြင်းလို့ပါကို့အတွက်တငယ်ချင်းတွေကပို့ပြီးတော့အရေးကြီးတာလားကျမကအရေးကြီးတာလားဆိုပြီးချမ်းပဲ့ကမေးလိုက်ပါတယ်ငါကမင်းကိုတနာစရာကောင်းပြီးတောထဲမှာတယောက်တည်းကြံခဲ့တဲ့ချမ်းပဲ့ဆိုတဲ့မိန်းကလေးအဖြစ်ချစ်ခဲ့တာသူတွေကိုမော်ပညာနဲ့လှည့်စားပြီးဆွဲလန်းအောင်လုပ်တဲ့စိုးမတယောက်အဖြစ်ချစ်ခဲ့တာမဟုတ်ဘူးကွာမင်းကအချစ်စစ်ကိုရှာနေပြီးမဲ့လိန်ညာမှုတွေနဲ့အတူတူရှင်တွဲနေတာကြောင့်ဘယ်တော့မှအချစ်စစ်ကိုရှာတွေ့မှာမဟုတ်ဘူးဆိုပြီးတော့မောင်ပိုင်ကပြန်ပြောလိုက်ပါတော့တယ်လိုဖြစ်စေချင်တာမဟုတ်ပါဘူးကျမကိုချစ်ပြီးတော့အတူတူနေရင်ယုံလေးပါပဲသူကချမ်းပဲ့ကနေရှိုက်ကြီးတဲ့ငင်ငိုချလိုက်ပါတယ်ဒီကဘာမှာလူနဲ့ဆုံးမတွေကအတူတူမနေနိုင်ဘူးချမ်းပဲ့ရက်လိုက်ပြီးတော့ကောင်းရာဘဝကိုပြောင်းလဲနိုင်ဖို့ကုသိုလ်တွေလုပ်ပါတော့ဒီတော့ထဲမှာလဲလှဲ့လည်နေတဲ့ဝိညာဉ်တစ်ခုအနေနဲ့ဆက်နေလို့မရတော့ဘူးဆိုပြီးတော့မောင်ပိုင်ကလည်းပြောလိုက်ပါတယ်ပဲ့ဟာအချစ်စစ်နဲ့ချစ်မိသွားတဲ့အတွက်
သူမရဲ့ဒေါသတွေကိုပြေလျှော့သွားခဲ့ပါတယ်။မဟာမောင်ပိုင်ကိုနောက်ဆုံးအနေနဲ့တစ်ချက်လေးကြည့်ပြီးတော့ပျောက်ကွယ်သွားခဲ့ပါတော့တယ်ဗျ။မိုးတောက်ရန်အလင်းရောင်တွေနဲ့အတူချမ်ပဲ့ရဲ့ခန္ဓာကိုယ်ဟာလည်းအမဲရောင်အပိုင်းအစအဖြစ်ပြောင်းလဲပြီးတော့လေထဲမှာပဲတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရပါတယ်။ပျောက်ကွယ်သွားပြီးတော့မောင်ပိုင်လည်းသတိပြန်လည်လာခဲ့ပါတယ်။သူဟာဘေးနားမှာရှိတဲ့မောင်စော်ကိုကျေးဇူးအယမ်းကိုတင်ခဲ့ပါတယ်။မင်းသာမရှိရင်ငါဒီဒုက္ခတွေကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့မောင်ပိုင်ကနေပြောလိုက်ပါ။ဒီရဲ့စိုးကြီးပြီးတဲ့နောက်မှာတော့မောင်ပိုင်နဲ့မောင်စော်တို့ဟာအယမ်းကိုရင်းနှီးတဲ့တငယ်ချင်းတွေပြန်ဖြစ်သွားကြပါတော့တယ်။နောက်ပိုင်းမှာတော့သူတို့ဟာတထေးတဦးရဲ့အိမ်မှာအလုပ်ရသွားပြီးဘဝပိုလို့တောင်အဆင်ပြေလာခဲ့ပါတော့တယ်။ရွှေပန်းပင်ဟာလည်းဆုံးမချံပဲ့ကိုပေါ်အစွမ်းနေပေးတဲ့အပင်ဖြစ်ပြီးတော့မေတ္တာအချစ်နဲ့ဆွဲဆောင်မှုတို့အတွက်အသုံးပြုကြတယ်လို့ယုံကြည်ကြပါတယ်။ဒီအပင်ကိုလည်းကိုနဲ့အတူဆောင်ထားမယ်ဆိုရင်ဒါမှမဟုတ်အိမ်မှာစိုက်ထားမယ်ဆိုရင်တော့လူတွေကိုကိုယ့်အပေါ်ချစ်ခင်ဆွဲလန်းအောင်လုပ်နိုင်တယ်လို့ဆိုကြပါတယ်။တချို့ကလည်းဒီအပင်ရဲ့အစီကိုမှော်ပစ္စည်းနဲ့ယာတွေမှာအသုံးပြုကြပါတယ်။ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးတော့ notification ဝင်းလေးနှိပ်ခဲ့ပေးပါဦးဗျ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေတရေပုံမြင်တွေကိုအသက်စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်ပေးတဲ့တယောက်ချင်းတဦးချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။